အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့သူမလို့နဲ့ရှုပ်ထွေးနေတဲ့စကားလုံးတွေကိုလေ့လာမယ်ဒါ English လို့မှာ commonly confused words ဒါမှမဟုတ်ရှင်လဲ confusing words ပေါ့နော်အဲဒီအသုံးအနှုန်းလေးကျွန်တော်ကြည့်မယ် in ဆုံးနေနဲ့ if နဲ့ in case အကြောင်းလေးကျွန်တော်ကြည့်အောင်နော်အဲ့တော့ if နဲ့ in case မှာကျွန်တော်တို့ဒီချာခက်ခက်နားမလဲရင်အသုံးအနှုန်းတွေမှားနိုင်တာပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့လက်ရှိဒီမှာပြထားတဲ့screen လေးကြည့်အောင်နော် if နဲ့ in case ကွာခြားချက်လေးကိုကျွန်တော်မဖတ်ခင်မှာဒီမှာပေးထားတဲ့ exercise လေးကျွန်တော်အရင်ဆုံးကြည့်အောင်နော်အဲ့တော့ number 1ကိုကြည့်မယ်ဆိုရင် bring your ID နော် bring your ID cards အဲ့မှာကျွန်တော် blank ပေးလိုက်တယ် if ထင်ကောင်းမလား in case ထင်ကောင်းမလားဒါလက်ရှိကြည့်နေတဲ့ဒီကျွန်တော်မိတ်ဆွေတွေစဉ်းစားလို့ရှိနော် they check it at the entrance အပေါက်ဝမှာသူတို့စစ်တဲ့အတွက်ကြောင့်မလို့မင်းရဲ့ ID ကိုယူလာပါဆိုတဲ့သဘောကိုကျွန်တော်စောင့်ချင်တာအဲ့တော့ if ထင်ကောင်းမလား in case လားတခြားစဉ်းစားမယ်ပြီးရင်ဖြည့်ကြည့်မယ်နော်ဟုတ်ပြီဟုတ်ပါတယ်ကျွန်တော် in case ထဲမှာပဲမှန်မယ် in case ရဲ့သဘောက precaution ကြိုတင်ကာကွယ်ခြင်း to prepare for something ဒီဆုံးတစ်ခုအတွက်ပြင်ဆင်ခြင်းဆိုတဲ့ sense ကိုပေးတာဖြစ်တယ်နော်အဲ့ဒါကြောင့်မို့ကြိုတင်ကာကွယ်တဲ့သဘောအနေနဲ့ဆိုရင်ကျွန်တော်က in case တောင်းရတယ်။ဒီနံပါတ်2ကြည့်ကြအောင် I'll go to the beach blank the sun comes out နေထွက်ရင်ကျွန်တော်ကမ်းခြေတောင်းမယ်နေထွက်ရင်ကျွန်တော်ကမ်းခြေတောင်းမယ်ဆိုတော့ဒီအချိန်လေးဖြစ်ရင်ဒါလုပ်မယ်ဒီ course ကိုဖြစ်ရင်ဒီ effect လို့ခေါ်တဲ့ဒီ result ကိုရမယ်ပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်က cause and effect လို့ပဲပြောပြောအခြေအနေတစ်ခုဖြစ်ရင်နောက် result တစ်ခုထွက်လာမယ်ဆိုတာမျိုးအသုံးပြုချင်တော့ if ကိုသုံးရတယ်အဲ့တော့ I will go to the beach if the sun comes out ပေါ့နော်โอเคဒါဆိုရင်နံပါတ်2လေးရပါပြီဒါဆိုရင်ကျွန်တော်တို့1 and 2မှာ in case ထည့်ရတယ်ပြောပြီးပြီ if ထည့်ရတယ်ပြောပြီးဆိုတော့သဘောတော့နည်းနည်းပေါက်လာပြီထင်တယ်နော်အဲဆိုရင်ဆက်ကြည့်ရအောင် number 3ကိုဖြည့်မယ် number 4ကိုဖြည့်မယ် number 5ကျွန်တော်sentence ကိုရေးပေးမယ်အဖြေကို comment box လေးမှာရေးပေးပါနော် I will write down your number da 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 I lose my phone I lose my phone ကဲဘာထင်ကောင်းလဲ comment box မှာရေးပါ number 4 blank I am late start the meeting without me အဲ့ဒါကိုဘာရေးမလဲ number 5 take your phone blank da 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 you get lost ဟုတ်ပြီနော်3 4 5ရဲ့ဖြစ်ကို comment box လေးမှာရေးပြပါနော်အဲ့ဆိုရင်ကျွန်တော်တို့မာလားမန်လားကိုကျွန်တော်ရှင်းပြလိုက်နားထောင်ကြည့်မယ်နော်ပြန်ပြီးတော့မှသွားစစ်ကြည့်အောင်ဒါကတော့ကျွန်တော်ဒီ Facebook မှာတင်ထားတဲ့ post ပေါ့နော်ဒါ video file လေးနဲ့ကြည့်မဲ့လူတွေပြန်ပြောင်းပြရပါတော့ဘယ်နှခုလောက်မှန်လဲလို့ကျွန်တော်တို့ကြည့်ခိုင်းထားတယ်ပြီးသွားရင် if နဲ့ in case ကတော်တော်များများရောထွေးတယ်ဆိုတော့ကျွန်တော်ထပ်ပြောထားတယ် if ကိုကြည့်လိုက် if ဆိုတာက conditional sentence လို့ပဲပြော conditions လို့ပဲပြောတဘောပါလဲဆိုတော့ကျွန်တော် if ရဲ့ဝါကြ၄မျိုးရှိတယ်ပေါ့နော်အဲ့ဒါအခြေခံဝါကြ၄မျိုးရှိတယ်အဲ့ဒီထဲမှာ if ကဒါဖြစ်ရင်ဘာဆက်ဖြစ်မလဲဆို result ထွက်ရတယ်အခု if ကဒါဖြစ်ရင်ဘာဆက်ဖြစ်မလဲဆိုတော့ဒီ cause ဖြစ်ရင်ဘာ effect လိုက်မလဲဒီ cause ဖြစ်ရင်ဘာ result လိုက်မလဲဆိုတော့ sense ကိုပေးနိုင်တယ်ဟုတ်ပြီနော်ဒါဆိုရင် conditional sentence လို့ခေါ်တဲ့ if ရဲ့ sentence ကတခုခုဖြစ်ရင်တခြားတခုခုလည်းသူ့ကြောင့် result တပေါ်နေလိုက်တဲ့အခါမှာကျွန်တော်သုံးပါတယ်တဲ့အဲ့ဒါကို used to talk if it's used to talk about conditions something might happen and then something else will happen as a result အဲ့ဒီပေါ်နေကျွန်တော်ဆောင်းမှာဖြစ်တယ်if ကon the condition that ဆိုတဲ့ sense ကိုပေးတာเนาะလင်းဖြစ်ရင်
ဒီကိစ္စဖြစ်ရင်ဘာဆက်ဖြစ်မလဲပေါ့အဲ့ဒါဥပမာကြည့်မယ်နော် I'll call you if I finish early I will call you if I finish early ဒီ cause က if ရဲ့နောက်မှာလိုက်တယ် cause ဖြစ်ရင်ဘာ effect ဖြစ်မှာလဲဆိုတော့ငါစောစောပြီးရင်ဆိုတဲ့ cause တာဖြစ်မယ်ဆိုရင် I will call you ဆိုတဲ့ reserve လိုက်မယ် effect လိုက်မယ် if it rains မိုးရွာရင် we will stay indoors ငါတို့အပြင်မထွက်ဘူးမိုးရွာရင်ငါတို့အပြင်မထွက်ဘူးအထဲမှာပဲနေမယ်ပေါ့အဲ့တော့ if ကကျွန်တော်နောက်ကဒီ cause ဖြစ်ရင်ဘာ effect ဖြစ်မှာလဲဆိုတော့အိမ်ထဲမှာပဲနေမယ်အပြင်မထွက်ဘူးအထဲမှာပဲနေမယ်ဆိုတော့ sense of being ဖြစ်တယ် number 3 ရကြည့်အောင် she will be happy if she passes the exam သူဆောင်ဝဲအောင်ရင်ဆိုတဲ့ cause တာဖြစ်မယ်ဆိုရင် she will be happy ပျော်မယ်ဆိုတဲ့ reserve လိုက်တာပေါ့နော်အဲ့ဆိုနည်းနည်းတော့ရှင်းသွားပြီနော်အဲ့ဆို if ကို causes နဲ့ effect တဘောအနေနဲ့ကျွန်တော်စဉ်းစားရပါတယ်တဲ့အောင်နေဆိုတဲ့ cause ကြောင့်မလို့ she will be happy ဆိုတဲ့ effect ကိုရတာဖြစ်တယ်ဟုတ်ပြီနော်အဲ့ဆိုနောက်တစ်ခုထည့်အောင် if ကိုနားလည်ပြီဆိုရင်ကျွန်တော်က if ကိုခုနကျွန်တော်ဖြည့်ခဲ့တဲ့ဝါကြကိုတွားကြည့်လိုက်ပါနော်အပေါ်က3 4 5ရဲ့ question ကိုတွားကြည့်ဘာဖြစ်မယ်ဆိုတဲ့ cost တာဖြစ်မယ်ဆိုရင်ဘာ effect လို့ခေါ်တဲ့ result လိုက်ပါလေအဲ့ဒီတွေးလိုက်လို့ရှိရင်အဖြေလေးကပေါ်သွားပြီနော်ဒါဆိုရင်ကျွန်တော် in case ကိုကြည့်အောင် in case ကကျွန်တော်ပြောခဲ့တဲ့ precaution ကြိုတင်ကာကွယ်တဲ့တဘောတက်ရောက်တာပေါ့နော်သူဒီတစ်ခုခုဖြစ်ကောင်းဖြစ်မှာဆိုလို့ကြိုတင်ပြင်ဆင်တဲ့တဘောအတွက်လည်းအသုံးပြုတာဖြစ်တယ်ဥပမာ in case is used when you do something as a precaution ဒီဇုံတစ်ခုကိုကျွန်တော်တို့ကာကွယ်တဲ့တဘောအနေနဲ့ကျွန်တော်အသုံးပြုတာဖြစ်တယ် to prepare for something that might happen ကျွန်တော်ခုနကဘာသာပြန်ထားတဲ့အတိုင်းပဲဒီဇုံတစ်ခုဖြစ်ကောင်းဖြစ်မှာမို့လို့ပြင်ဆင်တဲ့အနေနဲ့သူ့ကိုပြင်ဆင်တဲ့အနေနဲ့ကျွန်တော်တို့ precaution တွေနဲ့သုံးတာဖြစ်တယ် in case ကို in case တဲ့ဘောက because something might happen ဒီဇုံတစ်ခုဖြစ်မှာမို့လို့လေဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုလုပ်တာဥပမာမိုးရွာမှာဆိုတော့ကျွန်တော်ထီယူသွားတယ်အဲ့ဒါဆိုကျွန်တော်ကြိုတင်ကာကွယ်တာဟုတ်ပြီနော်အဲ့ဆိုကျွန်တော်ဥပမာတစ်ချက်ကြည့်အောင် take an umbrella in case it rains မိုးရွာမှာဆိုလို့ကြိုတင်ကာကွယ်တဲ့အနေနဲ့ take an umbrella ထီတလက်ယူလာပါ I brought snacks ကျွန်တော်မုံနေယူလာတယ် in case we get hungry ငါတို့ဘိုက်စာမှာစိုးတဲ့အတွက်ကြောင့်မလို့ကျွန်တော်snacks ယူလာခဲ့တယ်ဒါလည်းကြိုတင်ကာကွယ်တဲ့တဘောပဲเนาะမဖြစ်ရအောင်ကြိုတင်ကာကွယ်ပြီးတော့ဘာလုပ်ခဲ့တာလဲ snacks ယူလာတဲ့တဘောဖြစ်တယ်เนาะကဲနောက်တစ်ခုကဟိုပါပေါ့လိပ်စာကိုမိကောင်မိနိုင်မှာဆိုလို့ခြိုက်ထားလိုက်မယ်ဆိုတဲ့ sense ကတော်တော်များသုံးကြတယ်เนาะI wrote down ခြိုက်ခဲ့တယ် the address လိပ်စာကိုငါခြိုက်ခဲ့တယ် in case I forgot it ငါမိသွားမှာဆိုလို့ငါလိပ်စာခြိုက်ခဲ့တယ်အဲ့ဒါအတိတ်ကာလမှာပဲလောက်ခဲ့တာပေါ့မိသွားမှာဆိုတဲ့အတွက်ကြောင့်ကွာငါလိပ်စာကိုခြိုက်ခဲ့လိုက်တယ်ဆိုတော့ဒီ precaution ပဲเนาะprecaution ဆိုတော့ကျွန်တော်တို့ကဒီရဲ့ in case ပဲသုံးရတာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်ကြည့်ရအောင် compare I'll bring a jacket if it is colder ဒီနေရာမှာ if ကိုသုံးထားတာတွေ့မယ်နော်ဒီ if တာအနောက်မှာလိုက်တဲ့ cost တာဖြစ်ရင် effective I'll bring a jacket ငါjacket တဲလာမယ်အေးရင် jacket တဲလာမယ် jacket အေးဒီမအေးဒီကိုတီးရပြီးတဲ့နောက်မှာအဲ့တော့ I would decide after I know the weather ရာသီဥတုကိုကျွန်တော်သိပြီးတော့မှငါတဲမယ်မတဲဘူးဆိုတော့ဆုံးဖြတ်မယ်ဆိုတဲ့သဘောကသူရာသီဥတုထွက်ကြည့်လိုက်အောင်မယ်အေးတဲ့ခါဆိုလို့ရှိရင်အေးတဲ့ကွာဆိုရင်ကျွန်တော်တို့ကငါက jacket တဲမယ်ဆိုတဲ့ result ကိုပေးချင်တာဒီနေရာမှာကျွန်တော် if နေရာမှာ in case ပြောင်းလဲရတယ် I'll bring a jacket in case if it is cold အေးမှာဆိုလို့ I will bring a jacket ဆိုတာတဲလာမယ်ဆိုတာကိုလက်ထဲမှာကာရင်ပြီးတော့မှလေ I'm bringing it now just to be safe
အေးမာဆိုလို့ကွာငါတည်လာလိုက်ပြီအဲ့တော့သူနဲ့ပြောတဲ့ခါကျတော့အေးမာဆိုလို့ငါတည်လာမယ် I'll bring a jacket in case it is cold ရမယ်နော်နောက်တစ်ခုဒီမှာကြည့်မယ် I will stay home if it rains မိုးရွာရင်ငါအိမ်မှာပဲနေမယ်နော် action happens အိမ်မှာနေမယ်ဆိုတော့ action ဖြစ်မယ်ဘယ်အချိန်ပြီးတဲ့နောက်မှာဆိုတော့ after the condition is true မိုးရွာရေဆိုတဲ့မိုးရွာရင်ဒီ condition တာဖြစ်မယ်ဆိုရင် action က I will stay home အိမ်မှာပဲနေမယ်နော်ဒီရဲ့ cause ကြောင့်မလို့အိမ်မှာနေတဲ့ effect ပေါ့နော် result ကိုပေးရဖြစ်တယ် I will take an umbrella ကျွန်တော်ထိတလက်တဲလာမယ် in case it rains in case ကိုကျွန်တော်ပြောင်းလိုက်ပြီမိုးရွာမှာဆိုလို့ဒါ precaution ပဲ I will take an umbrella ထိတလက်တဲလာတယ်ဟုတ်ပြီနော်အဲ့တော့အခုလိုမျိုး confusing ပေါ့နော် confusing words တွေကအတွဲလိုက်တယ်တော့အရင်များတယ်ဥပမာ go တော့ရင်ကောင်းမလား get တော့ရင်ကောင်းမလား get တော့ရင်ကောင်းမလား become တော့ရင်ကောင်းမလား over တော့မလား above တော့မလားနောက်ခုဒီမှာ hear the listen ကျွန်တော်နောက်ထပ်ဗီဒီယိုမှာဒီရဲ့ confusing words တွေအကြောင်းကိုတခြားကကနဆွေးနွေးပြပါမယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုအဆက်မပြတ်စောင့်ကြည့်ချင်တဲ့လူတွေကကျွန်တော်ရဲ့နောက်လာမယ့်ဗီဒီယိုလေးမှာထပ်ပြီးတော့မှကြည့်ရှုပေးပါလို့ကျွန်တော်ပြောပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ် Thank you for watching this I will see you again bye bye